brother တိကျလားမသိဘူး Oscar ဆုပေးပွဲကနောက်လာရင်မှလာတော့မှာပေါ့နော်တော်တော်လေးနီးနေ match လာ16ရက်နေဗျာဆိုတော့ Oscar ဆုပေးပွဲကို လိုက်မိအောင်လို့ကျွန်တော်တို့ဘယ်ကားတွေကြည့်ရမလဲဘယ်ကားတွေကြည့်ထားရမလဲပေါ့ And the Oscar goes to And the Oscar goes to And the Oscar goes to Alright စီနီဘာမှပြန်နေကြပါတယ်ဒီနေ့ကျွန်တော် Oscar ဆုပေးပွဲမှာအမျှော်လင့်ဆုံးရုပ်ရှင်9ကားကိုကျွန်တော်ပြောပြပါမယ်ပြီးတော့ဟိုတလောကလည်းညီလေး2025ပါပေါ့နော်အဲ့လိုမျိုးကျန်းခဲ့ရုပ်ရှင်တွေရှိတယ်အဲ့လိုမျိုးတင်ပေးပါအောင်ဆိုပြီးတော့ brother တယောက် comment ရေးထားကျွန်တော်တွေ့လိုက်တယ်ပေါ့နော်ဆိုတော့ဒီရုပ်ရှင်9ကားကလည်း2025မှာလုံးဝကျန်းသွားတဲ့ရုပ်ရှင်တွေပဲNumber 1 Sinners ဒီကားကတော့ Oscar ဆုပေးပွဲတမိုင်းမှာလုံးဝစံချိန်ချိုးသွားတဲ့ရုပ်ရှင်တစ်ခုပဲအရင်ကဒီ Titanic La La Land ပြီးတော့ All About Eve ဒီရုပ်ရှင်တွေကဇကားတင်14နေရာကိုစီနဲ့ပေါ့နော်ဇကားတင်အများဆုံးရုပ်ရှင်တွေဖြစ်ခဲ့တယ်ဒီနေ့ကျတော့ Sinners ကဇကားတင်16နေရာနဲ့ဗျဇကားတင်အများဆုံးစံချိန်ကိုချိုးသွားတယ်ပေါ့နော်ရုပ်ရှင်ကလည်းတော်တော်လေးကောင်းပါတယ်သူကအရင်တော့ပေါ့နော်အဲ့လိုမျိုးဒူးစရိုက်တွေလုပ်ခဲ့ဘူးတဲ့ညီကိုနေရောက်သူတို့ရဲ့ဒီမြို့လေးကိုပြန်လာပြီးတော့လုံးဝအေးစစ်ဗျကျူးကျွမ်းနေတကူဖွင့်ဖို့တော့သူတို့စူးစမ်းကြရတယ်ပေါ့ဒီညမှာ Jew Joint ဆိုတာဘာကြီးလဲဆိုတော့ကျွန်တော်လည်းအခုမှဒီ Sinners ကိုကြည့်မှကျွန်တော်လည်းသိတာပေါ့နော် Jew Joint ဆိုတာဒီ American အဲ့လိုမျိုးလူမဲတွေရဲ့ဗျာလုံးဝသူတို့ရဲ့ယဉ်ကျေးမှုတစ်ခုလို့ပြောလို့ရတယ်ဒီထဲမှာလူမဲဂီတတွေအဲ့လိုမျိုး blues တို့ R&B တို့သိရမှာအဲ့ဒါတွေဆိုကြရဲပြီးတော့တောက်ကြစားကြရဲကကြရဲပေါ့ဗျာအဲ့လိုမျိုးသူတို့ရဲ့ဒီအုပ်စုဖွဲ့နေရာပုံစံလေးပေါ့နော်ဆိုတော့အဲ့နေရာလေးကိုလုံးဝထူးဆန်းတဲ့ vampire လိုဘာလိုကောင်တယောက်ကရောက်လာတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအန်နီရတွေကိုဘယ်လိုမျိုးရင်ဆိုင်မလဲဆိုတာကျွန်တော်တို့ကကြည့်ရမှာဇလန်က horror ဆိုပေမဲ့ဗျာတခြား horror ကားတွေလိုမျိုး jump scare တွေပါနေတော့ဖျက်ချောက်တဲ့ပုံစံမျိုးကြီးမဟုတ်ဘူးကျွန်တော်ဆိုလဲဒီ horror ကားတွေသိမကြည့်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကြောက်လို့ပဲတကယ်ပြောရဘာလို့လဲဆိုတော့ horror ကားတွေဗျာလုံးဝ jump scare တွေပါနေဗျာသိရမလားဝုန်းတိုင်းဆိုပြီးအဲ့လိုပေါ်လာတဲ့ပုံစံမျိုးပြီးတော့ဒီ horror ကားအများစုကအဲ့လိုမျိုး plot ဆိုလဲဇလန်ဆိုလဲတိတ်ပြီးတော့မကောင်းဘူးဗျာသိရမလားဒါပေမဲ့ဒီ Sinners ကကြတော့ဇလန်ဟိုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာကျွန်တော်တို့မမြင်ဘူးတဲ့ဗျာသိရမှာလူမဲဂီတတွေအဲ့လိုမျိုးသူတို့ရဲ့ဒီ culture တွေကိုလုံးဝလေးလာတိုင်းဗျအများကြီးပဲလေးလာလို့ရတယ်Number 2 Sorry Baby ဒီကားတော့ဇလန်တော်တော်လေးအေးရပြီးတော့ A24 ကထုတ်တာဗျာရုပ်ရှင်တစ်ခုကအဲ့လိုမျိုး A24 logo နဲ့လာရဲဆိုရင်တော်တော်များများဒီကားအရန်ကောင်းနေဆိုပြီးအဲ့လိုမျိုးလက်ခံတာလောက်တဲ့အထီကို standard တစ်ခုပါရှိတယ်တချို့ကားတွေကြတော့လေခြားတဲ့ကားတွေလည်းရှိပါတယ်ဒါပေမဲ့တော်တော်များများပေါ့နော်ဒီ A24 ထုတ်တဲ့ဇလန်ရုပ်ရှင်တော်တော်များများကောင်းတယ်အခုကားလည်းအဲ့လိုမျိုးပဲပေါ့နော်တော်တော်လေးကောင်းတယ်ဇလန်ဒီ sexual assault လုပ်ခံရတဲ့Agnes ဆိုတဲ့အမျိုးသမီးတယောက်နေရာကနေသူဒီအသိဆိုယူဘယ်လိုမျိုးကြော်ဖြတ်မလဲဘယ်လိုမျိုး healing လုပ်မလဲဆိုတာကိုကျွန်တော်တို့ကကြည့်ရမှာဗျာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလည်းပြောရရင် sexual assault case တွေကတော်တော်လေးများတယ်ကျွန်တော်ငယ်လေးတွေကအခုချိန်ဒီပေါ့နော်အဲ့လိုမျိုးသတင်းတွေထဲမှာမကြားချင်မှလည်းစုံကြားနေရတာပေါ့နော်ဆိုတော့ဒီလိုမျိုးရုပ်ရှင်ကိုကြည့်တာကျွန်တော်ယောက်ျားလေးတွေအတွက်လည်းဆိုရလဲဗျာအဲ့လိုမျိုး main ကလေးတယောက်ကိုဘယ်လိုမျိုးတန်ဖိုးထားရမလဲဆိုရယ် mindset တစ်ခုတော့ရှိလာလိမ့်မယ်လို့ကျွန်တော်ထင်တယ် main ကလေးဆိုလည်းဗျာတင်မှာဒီကားထဲမှာဒီ Lady ဆိုရဲဟိုသူ့ရဲ့ဒီ main ကလေးတငယ်ချင်းတယောက်လည်းပါတယ်ပေါ့နော်အဲ့တော့ main ကလေးချင်းဗျာဘယ်လိုမျိုး smoothing လုပ်ကြမလဲဆိုတာကိုကျွန်တော်တို့ relate လုပ်လို့ရမယ်လို့လည်းထင်တယ်ပြီးတော့ main ကလေးတယောက်အနေနဲ့ဒီ sexual assault case ကိုလည်း awareness တစ်ခုတော့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဇလန်လေးကတော်တော်လေးအေးရဆိုပေမဲ့သူ့ရဲ့ဒီနာကျင်မှုတွေကိုကျွန်တော်ကြည့်ရလူတွေကပါဗျာအဲ့လိုမျိုးလိုက်ပြီးတော့မုန်းချက်ပြီးတော့ခံစားနေရတဲ့ပုံစံမျိုးပေါ့ Number 3 One battle after another ဒီကားကတော့တော်တော်လေးလူပြောများနေတဲ့ရုပ်ရှင်ဖြစ်လိမ့်မယ်။ဘာလို့လဲဆိုတော့ဒီ main cast တွေထဲမှာလည်းလုံးဝကျွန်တော်မြန်မာနိုင်ငံဗျာပရိသတ်တွေတီးကြမဲ့မင်းသားကြီး Leonardo DiCaprio ပါမယ်ဗျာ။ Leonardo DiCaprio မှမသိဘူးဆိုလဲရုပ်ရှင်တွေကြည့်မနေနဲ့တော့ပေါ့နော်။ဆိုစားပါသူရဲ့ဇလန်ကြတော့ပေါ့နော်ပြောပြလိုက်ရင်အဲ့လောက်ကြီးစိတ်ဝင်စားဖို့ကောင်းတော့မယ်မထင်ဘူးဒါပေမဲ့ကျွန်တော်နည်းနည်းလေး tease လုပ်ပေးမယ်ပေါ့နော်သူတို့ဒီထဲမှာ American တော်လိုင်းဖွဲ့တစ်ခုရှိတယ်အဲ့ဒီဖွဲ့ကိုတစုံတစ်ယောက်ကပေါ်ထုတ်လိုက်တဲ့အချိန်မှာပေါ့နော် US အစိုးရဘက်ကနေပြီးတော့တယောက်ပြီးတယောက်အဲ့လိုမျိုးအဖွဲ့သားတွေအကုန်လုံးလိုက်ပြီးတော့ short ရပါဗျာအဲ့ဖွဲ့ထဲမှာဒီ Leonardo တရုတ်ဆောင်နဲ့ Bob ကလည်းပါတယ်ပေါ့နော်ဒီ Bob ကပါတော့သူ့ရဲ့ဒီမိသားစုကိုဗျာမထိခိုက်အောင်လို့ဆိုပြီးတော့တင်းချောင်ရတဲ့အခြေအနေဖြစ်လာတယ်နောက်ပိုင်းဒီ US အစိုးရဘက်ကနေပြီးတော့လိုက်တယ်ဒီ Bob ကပြေးရတယ်ဘာညာပေါ့ဗျာသိရမလားနောက်ပိုင်းကတော့ဆက်ရံပေါ့ဒါတော့ကိုယ့်ကိုကြည့်ကြည့်လိုက်တာပိုကောင်းလိုက်မယ်ကျွန်တော်ဇလန်ကိုအများကြီးမပြောပြဘူးဆိုတာဘာလို့လဲဆိုတော့သူ့ရဲ့ဇညွန်းကတော်တော်လေးကောင်းတာမလို့ပေါ့နော်ဒီ Oscar မှာတော့မှကျွန်တော် Screenplay Award ရဖို့တော့တော်တော်လေးမျှော်လင့်ထားတဲ့ရုပ်ရှင်တစ်ခုပဲပြီးတော့ဒီ Oscar ရဲ့အကြီးဆုံးဆုလို့ပြောလို့ရတဲ့ဒီ Best Picture မှာတော့မှပေါ့နော်ခုနပြောရတဲ့ Sinners ရုပ်ရှင်နဲ့လုံးဝပြိုင်နိုင်တယ်ဗျာလုံးဝသိရမလားဆိုတော့ဒီကားကတော့လုံးဝ Oscar ကိုမှီကျင်တယ် Oscar ကိုသိကျင်တယ်ဆိုရင်လုံးဝကြည့်ထားတဲ့ရုပ်ရှင်တစ်ခုပဲ Number 4 Frankenstein
Frankenstein ဆိုတာတော့မသိရလူမရှိသလောက်ပါပဲဒီရုပ်ရှင်မှာမဟုတ်ဗျာသိရမလားအရင်တော့ဆိုလေ Frankenstein monster တွေလေသိရမလား Scooby Doo တို့ပြီးတော့ Hotel Transylvania လာပါလေအဲ့ကားတွေထဲမှာဗျာလုံးဝမြင်ဘူးပါရဲ့အဲ့လိုမျိုး Frankenstein monster တွေကိုဗျာသိရမလားသူကဒီဇက်ကောင်ပေါ့နော်ဘယ်ကစပြီးဖြစ်လာလဲဆိုတော့ Mary Shelley ရဲ့ဒီ Frankenstein ဆိုတဲ့ဝေထုကနေပြီးတော့စပြီးတော့လာတာအဲ့ဒါကို1931မှာဒီဝေထုကိုအခြေခံပြီးတော့ရိုက်ထားတဲ့ Frankenstein ဆိုတဲ့ရုပ်ရှင်ရှိတယ်ဒီရုပ်ရှင်ကြောင့်ပဲအဲ့လိုမျိုးလူတွေကဗျာ Frankenstein ဆိုတာဟိုအစိမ်းရောင်ကောင်ကြီးလုံးဝတန်တန်မာထွားထွားကြမ်းကြမ်းများပြီးတော့အချုပ်ရာတွေနဲ့ပြီးတော့လေဘဲမှာလည်းဗျာလုံးဝ net နှစ်ခုနဲ့ပေါ့နော်အဲ့လိုမျိုးလူတွေကမြင်ကြတာတကယ်ဝိထုတွေက Frankenstein ကအဲ့လိုပုံစံမျိုးမဟုတ်ဘူးပြောရရင်သူကလူသားနဲ့ပို့ပြီးတော့နီးစပ်တယ်ဗျာသိလားအသားရောင်ဆိုလဲလုံးဝခက်ဝဝပုံစံမျိုးအရက်ရှည်ရပြီးတော့သပင်ကလည်းလုံးဝအရှည်ကြီးပဲပေါ့နော်အဲ့လိုမျိုးဒါကအခုဒီ2025မှာထွက်ထားတဲ့ Frankenstein ရုပ်ရှင်ကပုံနဲ့ပို့ပြီးတော့နီးစပ်တယ်ဗျာသိလားဆိုတော့သူ့ရဲ့ဇာတ်လမ်းကိုကျွန်တော်နည်းနည်းလေးပြောပြမယ် Frankenstein ဆိုတာကျွန်တော်တို့ကဒီကောင်ကြီးကို Frankenstein လို့ခေါ်တာမဟုတ်ဘူးပေါ့နော်သူ့ကိုဖန်တီးခဲ့တဲ့ the creator ပေါ့နော် Dr. Frankenstein ကိုကျွန်တော်ကခေါ်တာဒီကောင်ကြီးကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့တချို့ကတော့ Adam လို့ခေါ်ကြတယ်စာအုပ်ထဲမှာလည်း Adam လို့သုံးတာမျိုးရှိတယ်ရုပ်ရှင်ထဲမှာလည်း Adam လို့သုံးရတယ်ဒါပေမဲ့သူ့တော့ the creature လို့ခေါ်တယ်ပေါ့နော်ဆိုတော့ထားပါတော့Dr. Frankenstein ကဗျာလုံးဝတည်ခြင်းတရားကိုစန့်ကျင်ခြင်းနဲ့လုံးဝသိပ္ပံပညာရှင်တရားပေါ့နော်ဆိုတော့ဒီလူသေးကောင်းလေးစီကနေပြီးတော့အဲ့လိုမျိုးအစိတ်ပိုင်းလေးယူပြီးတော့လူသားတရားဖြစ်အဲ့လိုမျိုးအသက်ပြန်သွင်းခြင်းတဲ့ပုံစံမျိုးဆိုတော့သူ့ရဲ့စံတတ်မှုကလည်းလုံးဝအောင်မြင်သွားတယ်ဒါပေမဲ့သူ့ရဲ့ဒီဖန်တီးမှုကိုလူလားမြောက်အောင်လို့သူပြိုးထောင်နိုင်ပါမလားဆိုတာကိုကျွန်တော်ကဆက်ပြီးတော့ကြည့်ရမှာဒီကတော့ပြောရရင်ဇလန်ကပုံမှန်ပဲတကယ်တမ်းမိုက်တာပါလဲဆိုတော့သူ့ရဲ့ visual တွေကအရန်လှတာ costume design တွေအဲ့လိုမျိုး makeup တွေဆိုရင်လည်းဗျာလုံးဝမိုက်တယ်ပေါ့နော်ပြီးရင်ဒီ set design တွေဗျာတိလားရိုက်ကူးရေးအပြင်ဆင်နေပါတယ်ဆိုတော်တော်လေးမိုက်တယ်ဗျာကြည့်ရတယ် Oscar မှာတော့မှဒီ costume design ဒါမှမဟုတ်ဒီ makeup နဲ့ပေါ့နော် hair design အတွက် award ကိုကျွန်တော်ရဖို့တော်တော်လေးမျှော်လင့်ထားတဲ့ရုပ်ရှင်ပဲကျွန်တော်ဒီနောက်ဆုံးတစ်ခါမှပြောခင်ဂျားထဲမှာ honorable mention အနေနဲ့ကျွန်တော်ရုပ်ရှင်လေးတချို့ကိုပြောချင်တယ်အခုကားတွေကဘာလို့ဒီ list ထဲမှာမပါလဲဆိုတော့ကျွန်တော်မကြည့်ရသေးတာရောပြီးတော့ digital မထွက်သေးတဲ့အတွက်ပေါ့နော်ကြည့်လို့မရသေးတဲ့အကြောင်း Hamnet ဒီကားကျတော့ Hamnet ဆိုတဲ့ဝတ္ထုကိုပေါ့နော်အခြေခံတာဒီဝတ္ထုကပြောရရင်ဗျာ historical fiction novel ပေါ့နော်ဘယ်လိုပြောရမလဲအဲ့လိုမျိုး Shakespeare တို့ဘာတွေပါတယ်ဆိုမှဗျာသမိုင်းကိုလုံးဝကြီးစိတ်ကူးယဉ်ပြီးတော့ဗျာအဲ့လိုမျိုးရေးထားတဲ့ပုံစံမျိုးပေါ့ဒါတော့ဒီကားတော့ကျွန်တော် digital မထွက်လို့မကြည့်ရသေးဘူး Marty Supreme Christmas Day ဆိုပြီးတော့သိရမလား Timothy Chalamet တယောက်ဗျာအဲ့လိုမျိုး share promote လုပ်နေတာသိမှာပါဒီကားလည်းပြောရရင်ဒီ Marty Reisman ဆိုတဲ့ American table tennis ကစားသမားကိုလုံးဝ inspire ယူထားပြီးတော့ပေါ့နော်ရိုက်ထားဒီကားလည်းတော်တော်လေး hot နေတဲ့ကားတစ်ခုပဲအမျိုးသားဆက်ဆောင်စုကိုဒီ Timothy နဲ့ပေါ့နော် Leonardo တို့ပြန်ရလောက်တဲ့အထိကျမ်းမယ်လို့လည်းကြားတယ်ကျွန်တော်တို့ဒီအခု list မှာပဲပြထားလိုက်ပါမယ် Number 5 Sentimental Value ဒီရုပ်ရှင်ကတော့ underrated ဖြစ်တယ်ပဲပြောရမလားအဲ့လိုမျိုးတိတ်ပြီးတော့ကြည့်ရလူမရှိဘူးဗျာဘာလို့လဲဆိုတော့ဇလန်ကပဲအေးရကြောင်းတော့မသိဘူးပေါ့နော်ဒါပေမဲ့ Oscar မှာတော့ Best Picture အပါဝင်ပေါ့နော် category တော်တော်များများမှာပါတဲ့ရုပ်ရှင်ပဲဇလန်ကျတော့ဒီ Nora နဲ့ Agnes ဆိုတဲ့ညီမနှစ်ယောက်အကြောင်းသူတို့အဖေဒီ Gustav ကနာမည်ကြီး director တယောက်ပေါ့နော်အတ္တကြီးရယ်ပြီးတော့အလုပ်ကိုပဲအာရုံစိုက်လုံးဆိုပြီးတော့ Nora တို့မိသားစုကိုအဲ့လိုမျိုးပစ်ထားခဲ့ရကြားပြီဗျာတိလားဒါပေမဲ့တနေ့ကျတော့သူတို့မိဆုံးသွားတော့အဆက်အသွယ်ပြတ်နေတဲ့ဒီ Gustav ကလည်းပြန်ပြီးတော့ပေါ်လာရုံနဲ့မဟုတ်ဘူးဗာလဲဆိုတော့သူတို့ငယ်ငယ်ကဒီအမတ်တရရဲ့အပြည့်နဲ့နေခဲ့တဲ့အိမ်ကြီးကိုပါသူအဲ့လိုမျိုးပြန်ပိုင်ဆိုင်နေဆိုတာကိုပြောလာတယ်ပေါ့နော်ပြီးတော့အဲ့ဒီအိမ်ကြီးမှာသူကရုပ်ရှင်အသစ်တစ်ခုပေါ့နော်ရိုက်ဖို့အတွက်ကြိုးစားတယ်ပြီးတော့ဒီ Gustav ရဲ့သမီးကြီးပေါ့နော် Nora ကကြတော့ပြဆက်မင်းသမီးတယောက်ဗျဆိုတော့အဲ့ဒါကိုသူ့ရဲ့ရုပ်ရှင်မှာသူ့ရဲ့ဒီသမီးကြီး Nora ကိုပါစေခြင်းနဲ့ပေါ့နော် Gustav ကအဲ့တော့တရုပ်ဆောင်ကိုကမ်းလှမ်းတယ်ဒါပေမဲ့ Nora ကလည်းသူ့ရဲ့အဖေပေါ်မှာဗျအဲ့လိုမျိုးနာကြီးရာရှိနေရောအဲ့လိုမျိုးညင်းလိုက်တယ်ပေါ့အဲ့လိုနဲ့ဗျအဲ့လိုမျိုးအတိတ်ကဒဏ်ရာတွေအဲ့လိုမျိုးမပြောပြလိုက်တဲ့စကားတွေနဲ့မိသားစုကြားဗျအဲ့လိုမျိုးတင်းမာမှုတွေတဖြည်းဖြည်းပေါ်လာတယ်ဆိုတော့ကျွန်တော်အခုပြောရတော့အပေါ်ရနားထောင်နိုင်မယ်ဆိုရင်တော့ဗျဇလန်ကြီးကဘာကြီးလဲလုံးဝပြင်းစရာကောင်းပါပဲဆိုပြီးတော့တွေးမိလိမ့်မယ်ကျွန်တော်ဆိုလဲဟိုဒီကားကြည့်ရင်လည်းအိပ်ပျော်တာ2ခေါက်လောက်ရှိရပေါ့နော်ဒါပေမဲ့တေချာလေးစိတ်ဝင်စားနဲ့ကြည့်တော်တော်လေးကောင်းတယ်ဆိုတော့ဒီကားကိုတော့ကျွန်တော်အနည်းဆုံးတော့ဆုတစ်ခုတော့ရစေချင်တယ်ဗျတော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုပြပြသွားတဲ့ရုပ်ရှင်ကားကတော့ Oscar ဆုပေးပွဲမှာအမျှော်လင့်ရဆုံးရုပ်ရှင်ကားပဲကျွန်တော်ဂျားထဲမှာပြောရတဲ့ဒီ honorable mention ကရုပ်ရှင်တွေရတယ်တော်တော်လေးကြည့်လို့ကောင်းမှသိကြတယ်အထူးသဖြင့် Marty Supreme ပေါ့နော် Marty Supreme ကကျွန်တော်မကြည့်ရသေးလို့ဗျာသိလားကြည့်ပွားရင်ဒီ list ထဲမှာတော့ကျွန်တော်ထည့်ချင်တာဆိုတော့ brother ရောဘယ်လိုမျိုးထင်လဲ Oscar မှာဘယ်ရုပ်ရှင်တွေကဘယ်ဆုတွေကိုရပါမယ်ထင်လဲ comment ထဲမှာတစ်ချက်ရေးပါခဲ့ပြီပေါ့နော်ပြီးတော့ဒီ list ထဲမှာကျွန်တော်ပြောရတဲ့ရုပ်ရှင်တွေရောမသားကြည့်ဘူးပါလားကောင်းတယ်လို့ထင်လားအဲ့ဒါကိုလည်း comment ထဲမှာထပ်ပြီးရေးပါခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဆန်းနေကြမှာပြန်နေကြမယ်